phonetic သင်ရင်ရလာမယ်ပထမအသားချက်တစ်ခုဘယ်လိုလဲဆိုလို့ရှိရင်အရင်တော့က BOOK ဆိုတဲ့စကားလုံးကိုဘုတ်ဆိုပြီးတော့အတန်အမှားကြီးထွက်နေကြတယ်ပေါ့ဟုတ်ပြီအဲဆိုတော့ phonetic သင်ထားတယ်ဆိုလို့ရှိရင် BOOK ဆိုတဲ့စကားလုံးရဲ့အတန်ထွက်အမှန်ဒီ book ဆိုတာကိုသိတယ် BOAT book ဆိုတဲ့အတန်နဲ့မမှားတော့မလွဲတော့ပေါ့အဲ့တော့အတန်ထွက်အမှားထွက်မိတာမျိုးကိုအလိုလိုရှောင်ရှားပြီးသွားလဲဖြစ်သွားတယ်ဒါကပထမဆုံးအားသာချက်တစ်ခုအတန်ထွက်တွေမှန်မယ်အတန်ထွက်တွေကောင်းလာမယ်အတန်ထွက်တွေတိကျလာမယ်ဒုတိယတစ်ချက်အနေနဲ့ကဘာလဲဆိုလို့ရှင် vocabulary အဲ့တော့ဒီ phonetic သိနာလဲထားတယ်သင်ထားတယ်ဆိုရင် vocabulary တစ်ခုပေါ့စကားလုံးတစ်ခုကိုမသိဘူးအတန်မထွက်တတ်ဘူးအရင်တော့လည်းမီးနေချက်မှဒီစကားလုံးရဲ့အတန်ထွက်ကိုထွက်တတ်တာမဟုတ်ဘဲနဲ့အဲ့ဒီစကားလုံးကိုမြင်တာနဲ့ font နဲ့အတိုင်းပေါင်းမယ်ပေါ့ဥပမာမြင်တောင်ပြောရမယ်ဆိုလို့ရှိရင်DUST PIN ဆိုတဲ့စကားလုံးကိုဒါအရင်ကအတန်ထွက်မသိဘူးအသက်ဖြစ်နေတယ်မီးနဲ့လည်းမကြက်ရသေးဘူးဆိုတော့ဒါ font နဲ့ပေါင်းကြည့်မယ်ဆိုရင်D A S T B dustbin ပေါ့အဲ့လို font နဲ့ပေါင်းလိုက်မယ်အဲ့လိုပေါင်းလိုက်တဲ့အတွက်ကြောင့်မို့အဲ့ဒီစကားလုံးကိုမှတ်မိလွယ်တယ်နှစ်ခေါက်သုံးခေါက်လောက်ပေါင်းမှတ်မိလွယ်တယ်တကူတခိုက်ကြည့်စရာမလိုပြီးတော့လို့ရှိရင် new word တွေကိုသင်တဲ့အခါမှာလည်းမြင်ဆန်ဆန်နဲ့သင်ယူနိုင်တယ်ဒါက font ရဲ့အားသာချက်တစ်ခု new word တွေကိုလောလောကူကူမှတ်မိတယ်မြင်ဆန်ဆန်သင်နိုင်မယ်ဟုတ်ပြီနောက်ထပ်တတိယတစ်ခုအနေနဲ့က spelling ကိုဘယ်လိုအထောက်အကူပြုလဲဆိုတော့နားထဲမှာအတန်တစ်ခုကိုကြားတယ်စကားလုံးတစ်လုံးရဲ့အတန်ထွက်ကိုသိတယ်ဒါပေမဲ့စလုံးပေါင်းမကြက်ရသေးဘူးဒါဆိုလို့ရှိရင်အတန်ထွက်ကိုကြားတာနဲ့စလုံးပေါင်းနိုင်တယ် font နဲ့သင်ထားတယ်နားလည်ထားတယ်သိထားတယ်ဆိုရင် for example ဥပမာဆိုရင် sock ဆိုတဲ့စကားလုံးတစ်လုံးအဲ့ဒီစကားလုံးကိုအတန်ထွက်ကိုတော့သိတယ်စလုံးပေါင်းမသိဘူး sock ဆိုတဲ့စကားလုံးမှာ sock အဲ့လိုမျိုးပါတဲ့အတွက်ကြောင့်မလို့အတန်ထွက်ကိုသိရနဲ့စောနက်က spelling ကိုလည်းပြန်ပြီးတော့ပေါင်းနိုင်တယ်ဒါအတန်ထွက်နဲ့စလုံးပေါင်းတဲ့ကိုလည်းပြန်ပြီးတော့ချိတ်ဆက်နိုင်တယ်ပေါ့ကဲနောက်ထပ်တစ်ခုကနောက်ထပ်အားသာချက်တစ်ခုကတော့ဒီ sound အတန်တွေရဲ့ဂျားတွေကကွဲပြားခြားနားချက်တွေကိုသိတယ်ဆိုတဲ့အတွက်ကြောင့်မလို့ကလေးကlistening လည်းအားကောင်းတယ် listening ကိုလည်းအထောက်အကူပြုလာမယ် listening အတွက်အထောက်အကူပြုမယ်ဘယ်လိုလဲဆိုတော့ဥပမာပြောမယ်ဆိုရင် tree ဆိုတဲ့စကားလုံးနဲ့ three ဆိုတဲ့စကားလုံးကိုအဲ့လိုမျိုးအတန်ထွက်တွေကိုရောရှက်နေတာမျိုးရှုပ်ထွေးတာမျိုးသူ့အတွက်ဘယ်လိုမှမဖြစ်တော့ဘဲနဲ့အတန်ထွက်တွေဒီစကားလုံးရဲ့အတန်တွေကိုသိရတဲ့ကြောင့်မလို့ listening အတွက်လည်းအထောက်အကူပြုပါတယ်နောက်ထပ်တစ်ခုကတော့ phonetic is the foundation for reading and writing so reading and writing အတွက်ကလည်းသူအခြေခံပဲဘာဖြစ်လို့လဲဆိုတော့စကားလုံးလေးတွေကိုဒါစနစ်တကျစီထားတာကို sentence ဆိုတော့အဲ့ဒီ reading စကားလုံးတစ်လုံးစီကို font နဲ့ပေါင်းသွားတဲ့ကြောင့်မလို့ဒါက sentence လေးတွေ